မွေးနဲ့ပြင်းနေပြီလားမာရီယာဘာလို့မလဲစာလိုက်ကြည့်လိုက်ဒီနေ့တော့မာရီယာစမ်းချောင်းရှမ်းလန်းဈေးကိုရောက်နေရပဲဖြစ်ပါတယ်စမ်းချောင်းရှမ်းလန်းဈေးမှာဘယ်လို street food တွေသွားစားမလဲဆိုတာမာရီယာနဲ့တူတူလိုက်ကြည့်လိုက်ရအောင်နော်အခုပထမဆုံးတွေ့ရဆိုင်တွေကတော့ခောက်မုံနဲ့လမ်းတဲမုံဆိုင်တွေပဲဖြစ်ပါတယ်မာရီယာကတော့လမ်းတဲမုံကိုပို့ကြိုက်တယ်လေအထက်ကစားပလာတွေအများကြီးနဲ့ဆိုတော့ share ပဲပေါ့ဝေါ share ပဲအနက်လေးကမှုရင်းညာပဲမောင်းအုပ်ကလေးတွေကလည်းချစ်စရာလေးဆိုတော့တခိုင်းအပ်ပေးခဲ့တယ်လေအကိုဒါငုံနေပါနော်ဟုတ်ပါဘူး ဒီဟာလေးကဘာလဲဆို တော့ကီမာလို့တော့လမ်းလေးလို့တော့ အော်အဲ့နှစ်ခုပေါင်းလိုက် မပေါင်းဘူးကွာ တော့တက်တက်စီ တက်တက်သေးတယ် อ๋อ အလဲမငုံလေးနဲ့နော်။အိုးလုံးဝ good share ။သူ့ဘေးနာဆိုင်လေးကိုလည်းဝင်ဆက်စုခဲ့သေးတယ်။အခုတော့မာရီယာရဲ့ all time favorite ကတားတူတူဆိုင်လေးရောက်နေပါပြီ ဘယ်လောက်လဲဒီလေး ဒါဒီဟာလေးတွေ200ချိုးထားတာ300ဟုတ် ။သူ့ဆိုင်မှာလေတော်တော်လေးလဲစုံနေတက်နှံ့ရှင်းရှင်းလေးလည်းဖြစ်တော့မာရီယာအကြိုက်ပဲ။အရန်ကောင်းလို့3ချောင်းလောက်တစ်ခါတည်းစားလိုက်ပြီဟေးလေကုံလုံးမောတောက်လိုက်ပြီအညာကကိုကြီးအလွမ်းပြေအညာမုံလက်ဆောင်လေးပါပတ်စင်ဆွဲခဲ့လိုက်သေးတယ်ဆိုင်ကနေရလက်တွေအများကြီးကြံနေရဆိုတော့ဘာဆိုင်နေကြံနေအောင်လဲဆိုတာသွားကြည့်ကြမယ်နော် Come on တင်း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  အခုတော့မာရီယာအကင်ဆိုင်လေးကိုရောက်နေပါတယ်အကင်တွေကလည်းအစုံပဲစိတ်ကြိုက်ရွေးနေပြီနော်ရွှေပြပြဆိုတော့တခါတည်းကြော်ဖို့ပေးလိုက်တယ်တောက်တောက်တာကြီးနေရင်လည်းမာရီယာကတော့ဘေးကနေတည်ရည်ယူနေပါပြီဝါရှယ်ပဲအရသာရှိမဲ့ပုံလေးနော်ဒီနေ့တော့ဘာချက်ကုန်သွားပြီ Bye bye